စတာဝင်စတားကေတာနဲ့ KOF flow ကိုပဲလူစော့ရတာပြင်းနေလားဒါဆိုရင်တော့ကျွန်တော်ကဒီပတ်မှာခိုးချမ်းပြီးတော့ပွဲတော်တော်များများမှလည်းအလွတ်စော့လို့ရတဲ့ flow တစ်ခုကိုပြောပြပေးပါမယ်အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့စူပါမှာဒီနေ့မှာတော့လူစော့နေပြီးတော့ခိုးချမ်းနေတဲ့ maximum 6 metro 8 flow ကိုကျွန်တော်ကပြောပြပေးသွားမှာဖြစ်ပါတယ်ဒီ flow နဲ့စော့လို့ကောင်းတဲ့ commander တွေကတော့ပိုးပိုးဝမ်ကူပါကွန်နဗီယာနဲ့အော်ရိုဝါတို့ပဲဖြစ်ပါတယ်ကျွန်တော်ကတော့ချောင်းကိုတော့သိပြီးတော့ recommend မပေးပါဘူးဘာလို့လဲဆိုရင်တခါတလေမှာ maximum 6 metro 8ပြည့်ဖို့အတွက်ဒါက plus 1လိုတဲ့အတွက်ကြောင့်မလို့ချောင်းနဲ့ on fire ဆော့ရင်တော့ကျွန်တော်ကသိပြီးတော့အဆင်မပြေဘူးလို့ခံစားမိလို့ပါဒီဗီဒီယိုမှာတော့ကွန်နီနဲ့ဆော့ပြပေးထားပါတယ်ကဲဒါဆိုရင်ကျွန်တော်တို့ဗီဒီယိုလေးကိုစလိုက်ကြရအောင်ဗျာကွန်မန်ဒါအကြောင်းကိုတော့အများကြီးရှင်းပြစရာမလိုဘူးလို့ထင်ပါတယ်အဲဒါကြောင့်မို့ကျွန်တော်ရှင်းမပြတော့ပါဘူးအဓိကကတော့ကွန်နီဆော့မယ်ဆိုရင်သူ့ရဲ့ power cut ကိုယူတာအကောင်းဆုံးပါသူက15 round တိ short မှာ free hero တကောင်ပေါ်နေမှာဖြစ်ပါတယ်အားလီမှာတွေးထိန်းခြင်းနေဆိုရင်တော့2 star ဖြစ်နိုင်မဲ့ကောင်လေးတွေကိုကောက်ပြီးတော့2 star တင်ပြီးတော့ထိန်းလို့ရတယ်လို့ဒါမှမဟုတ်ကိုကကိုပဲလိုချင်တယ်လေကိန်းမှာကျွန်တော်လိုမျိုးအကျန်းဆော့ခြင်းနေဆိုရင်တော့ဘလို့မှမထိန်းမဲနဲ့ကိုရနိုင်တဲ့စကာဗန်ချာဒါမှမဟုတ်တိုင်ဖိုအဲ့လိုမျိုးထည့်ပြီးတော့ဒီတိုင်းပဲအားလီကိုစင်ပြေလို့ထိန်းထားလို့ရပါတယ်ကိုဖလိုးတည်ပြီးတဲ့အချိန်မှာပြန်ကျန်းလို့အဆင်ပြေပါတယ်ဗျအားလီမှာရှင်းပြစရာတိတ်မရှိလို့စတိတ်1ရဲ့ free ပေါက်ကိုပဲတန်းသွားလိုက်ပါမယ်ဒီနေရာမှာကိုကအောက်ကရောက်လို့အရင်ယူရမယ်ဆိုရင်ဟန်နမီဒါမှမဟုတ်ကလောက်ပါတယ်ဆိုရင်တော့ယူထားလိုက်ပါတကယ်လို့မပါဘူးဆိုရင် item တွေဖြစ်တဲ့ဒီမိုဟန်တာGolden Stat နဲ့ CF တို့ကိုအဓိကထားပြီးတော့ရွေးယူစေချင်ပါတယ်အဲ့ဒါကတော့ maximum နဲ့အလိုက်ဆုံး item တွေဖြစ်ပါတယ်ဒီနေရာမှာလည်းရှင်းပြစရာတိတ်မရှိတဲ့အတွက် state 2ရဲ့ကတ်ယူပြီးတဲ့အထိကျွန်တော်ပြောလိုက်ပါမယ်လိုတိုရှင်းမဲကျွန်တော်ရှင်းပြပေးသွားမှာမလို့ပါကရွေးချယ်တဲ့အခါဂွင်ဒီနဲ့ဆော့တာဖြစ်တဲ့အတွက် Premium Client 1ဒါမှမဟုတ်2ရရင်ယူသင့်ပါတယ်အဲ့လိုမှမရဘူးဆိုရင်တော့ဂိုးရတဲ့ကတ်တစ်ခုခုကိုယူသင့်ပါတယ်အဲ့လိုမျိုးဂိုးရတာလည်းမရဘူး Premium Client လည်းမရဘူးဆိုရင်တော့ကိုအဆင်ပြေမယ်ထင်တဲ့ကတ်ကိုလာရွေးပြီးတော့ယူလို့ရပါတယ်ဗျဒီနေရာမှာကျွန်တော်ဆော့ရဲ့ပုံစံတစ်ခုကိုပြောပြချင်ပါတယ်အဲ့ဒါတော့ကျွန်တော်ကစကန်ပန်ဂျာဒါမှမဟုတ်တိုင်ဟီဂျိုးတွေကို level 9မရောက်မချင်းထုတ်လေးမရှိပါဘူးဘာလို့လဲဆိုရင်တော့ကျွန်တော်ကသူတို့စီကနေပြီးတော့ဂိုးယူချင်တာမလို့ပါဒါပေမဲ့လည်းတိုင်ကြည့်ပဲအကုန်ထည့်ထားလို့လည်းစေမပြေသလိုစကန်ပန်ဂျာကြည့်ထည့်ထားရင်လည်းစေမပြေပါဘူးအဲ့ဒါကြောင့်မလို့ရတဲ့ဖိုးကိုထည့်ပြီးတော့ weight တင်ကစားဖို့လည်းလိုပါတယ်အဓိကကတော့ level ကိုညံ့ညံ့ရအောင်တင်ပြီးတော့ level 9ကျမှလာခီရိုကိုရှာပြီးတော့စော့ပါ level 9မရောက်ခင်မှာတော့ရတဲ့ဖိုးကိုနဲ့ရတယ်လို့မျိုးထိမ့်ပါအခုရောဘောက်မှာရောကျွန်တော်ပြောစရာတိတ်မရှိတဲ့အတွက် flow စပြီးတဲတဲ့နေရာထိကိုသွားလိုက်ပါမယ်ဘောက်မှာအကိုင်းရတာဖြစ်တဲ့အတွက်ကျွန်တော်ကဒီရောင်းမှာတော့ second venture နဲ့တိုင်ကိုအတူတူထည့်ပြီးတော့စော့မှာဖြစ်ပါတယ်အဲ့ဒါကြောင့်မလို့တိုင်ကနေပြီးတော့တပွဲကို၄ချက်လောက်ရမှာဖြစ်တယ်လို့စကန်ပန်ချာကနေပြီးတော့လဲတပွဲကိုတစ်ချက်ဒါမှမဟုတ်၅ချက်ထိရမှာဖြစ်ပါတယ်ဒီလိုမျိုးဆော့တာက rate တော့ရှိပါတယ်သွေးနှဲနေတယ်ဆိုရင်တော့ဒီလိုမျိုးစကန်ပန်ချာရောတိုင်ရောနှစ်ခုလုံးကိုရောပြီးတော့မထည့်သင့်ပါဘူးစကန်ပန်ချာထည့်မယ်ဆိုရင်တော့တိုင်ကိုဖောက်ထားသင့်ပါတယ်မှော်ရင်သွေးနှဲနေရတဲ့ကိုကလုံးဝနိုင်မှာမဟုတ်ပါဘူးဂျားထဲမှာထပ်ရှင်းပြစရာမရှိတဲ့အတွက်တတရာကတ်ယူပြီးတော့ flow စပြီးချိန်မဲ့နေရာကိုပဲတန်းသွားလိုက်ကြရအောင်ဗျာဒီပွဲမှာတော့ကျွန်တော်ကကန်ရမ်းကောင်းတယ်လို့ပြောရပါမယ်ယူရတဲ့ကတ်နှစ်ခုလုံးကဂိုးနဲ့ပတ်သက်တာဆိုလို့တကတ်မှမရပါဘူးအဲ့လိုပြောလို့တိုင်ဖောက်လို့ရောကျွန်တော်ဂိုးရလားဆိုရင်ဂိုးလည်းမရပါဘူးအိုက်တန်တာရပါတယ်maximum metro မှာပါဝင်တဲ့အဓိကဟီးရိုးတွေကိုအခုစပြီးတော့ကျွန်တော်ပြောပြပေးပါမယ်ဟီးရိုးတွေကတော့ Xbox Izia Arite ကလောက်နဲ့ Hanami တို့ပဲဖြစ်ပါတယ်။ Arite နဲ့ Luminous ရဖို့အတွက်ကမယ်လာကလည်းအရေးကြီးတယ်ဆိုပေမဲ့ Lolita ကဂလိုရီလေးပါနေရင်တော့ Lolita ကိုထည့်ဆော့လို့ရတာဖြစ်တဲ့အတွက်ကျွန်တော်ထည့်ပြီးတော့မပြောပြသွားတာပါ။ကိုကဘာမှမတွေးချင်ဘူးလုံးဝ Maximum 6 Metro 8ကိုပဲတခါတည်းဆော့ချင်နေဆိုရင်အခုကျွန်တော်ပြထားတဲ့အတိုင်းဆော့လို့ရပါတယ်။ maximum 6 metro 8ဆော့ဖို့အတွက်ဆိုရင် level 9အပြင်ဘောက်ကရမယ့် plus 1တစ်ခုပါလိုပါတယ်အဲ့ဒါမှသာ metro 8 maximum 6ပြည့်မှာပါ level 9ရောက်ပြီဆိုတာနဲ့ကိုဆော့မဲ့ flow ကိုစပြီးတော့ချိန်ပါအဲ့နေရာမှာကိုကသွေးရှိတယ်ဆိုရင်ကို30ဒါမှမဟုတ်20ချန်ပြီးတော့ဆော့လို့ရပါတယ်ကိုကသွေးမရှိဘူးလုံးဝ weight လိုနေတယ်ဆိုရင်တော့ကိုလုံးဝမချန်မဲနဲ့ရှာဆော့လို့လည်းရပါတယ်
အခုရစ်တယ်လဲလာပြီဆိုရင်တော့ကျွန်တော်ကမစမန်းစစ်တော့ပြေသွားပါပြီဒါပေမဲ့မထိုးအိတ်ဖြစ်ဖို့အတွက်ဆိုရင်တော့ပဇာနာလိုပါတယ်ပဇာနာထည့်ဖို့အတွက်ဆိုရင်လည်းကျွန်တော်ကဘောက်ကနေပြီးတော့ပလက်ဝမ်းရမှာဖြစ်မှာပါပလက်ဝမ်းမရရင်တော့မထိုးအိတ်ကလုံးဝမဖြစ်ပါဘူးအဲ့ဒါကြောင့်မလို့ကိုကအောက်ရောက်နေတယ်ဆိုရင်ဘာဟီးရိုဘာအိုက်တန်ဘာခရစ်စတယ်မှမယူဘဲနဲ့မက်စမန်မက်ထရိုဆော့မယ်ဆိုရင်တော့ပလက်ဝမ်းကိုယူတာအကောင်းဆုံးပါဖလိုးလဲတည်ပြီးပြီမက်စမန်စစ်လဲပြည့်ပြီဖြစ်တဲ့အတွက်တိတ်ပြီးရှင်းပြစရာမရှိပါဘူးဂျားထဲမှာတော့ကလောက်ဒါမှမဟုတ်ဟန်နမီကိုပဲ3 star ဖြစ်အောင်ရှာသွားမှာမလို့လိုအပ်တဲ့နေရာကိုကျွန်တော်ကြော်လိုက်ပါမယ်မထူအိတ်ဖြစ်ဖို့ပလက်ဝမ်းလိုတာဖြစ်တဲ့အတွက်ဘောက်မှာတော့အများကြီးမစင်းစားပါဘူးပလက်ဝမ်းကိုပဲယူလိုက်ပါတယ်ဒီနေရာမှာဟန်နမီ2កောင်ထပ်ရရင်3 star ဖြစ်မှာကိုဘာလို့မရှာလဲဆိုရင်ကျွန်တော်နောက်ထပ်တွေးမဲ့လူကဂွင်နီပါနောက်တစ်ယောက်ဖြစ်တဲ့ပီဂန်မလို့ပါသူ့ရဲ့ hero weight ကိုဝင်ကြည့်တော့ကျွန်တော်လောက် weight မရှိသေးတာဖြစ်တဲ့အတွက်ကိုနိုင်မှာတေချာနေလို့ရောင်းပြီးတော့ရေးမရှာတာပါနောက် round မှာပဲရင်းရှာပါမယ်ဒီလိုပါလို့သိလဲဆိုရင်တော့ rotation ကိုမှတ်ထားလို့ပါ rotation မမှတ်တတ်သေးရင်လည်းကျွန်တော်ရဲ့ YouTube channel မှာကျွန်တော်တင်ပေးထားပါတယ်ဝင်ရောက်ပြီးတော့လေ့လာလို့ရပါတယ်ဗျဒီ round မှာတော့ကိုနိုင်တဲ့လူမရှိတော့တော့ဘူးလို့ထင်လို့ကျွန်တော်ကရင်းပြီးတော့ရှာလိုက်ပါတယ်ဟန်နမီ3 star ဖြစ်သွားပြီဖြစ်လို့တွေးတော့ AC ထိန်းလို့ရပါပြီဒါပေမဲ့တခြားသူတွေကလည်း3 star ဖြစ်တော့မှာဖြစ်တဲ့အတွက်ကလောက်3 star ထပ်ရှာဒါမှမဟုတ်ရင်လည်းရှေ့မှာအမာခံတဲ့ hero တွေကို weight ထပ်တင်ရမှာပါဖလိုးအတွက်ကတော့ထပ်ပြီးရှင်းပြစရာမရှိတော့ပါဘူးလိုအပ်နေတဲ့ကလောက်3 star ဒါမှမဟုတ်ရင်လည်းဘာရက်3 star ကိုထပ်ရှာလို့ရပါတယ်အဲ့လိုမှမရဘူးဆိုရင်လည်း hero တွေကို2 star ဖြစ်တဲ့အထိတော့ weight တင်ထားဖို့လိုပါတယ်ကျွန်တော်ရဲ့ guide လေးကတော့ဒီလောက်ပါပဲ guide လုပ်နေကြမဟုတ်လို့မပြည့်စုံတာလိုအပ်တာတွေရှိခဲ့ရင်နားလည်ပေးဖို့မျှော်လင့်ပါတယ်ဟန်နမီကလူစော်နေတာဖြစ်တဲ့အတွက်မက်စမန်စစ်မက်ထရို8နဲ့ဟန်နမီ3 stars တင်ပြီးတော့အားလုံးပဲကျန်းနိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ကြမှာကြဟန်နမီ3 star ဘလောက်ကျန်းလဲဆိုတာကိုတော့ဒီဗီဒီယိုမှာဆက်ပြီးတော့ပြပေးထားပါတယ်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုကြိုက်နေတတ်တယ်ဆိုရင်တော့ like လေးတစ်ချက်နှိပ်ခဲ့ပေးပါနောက်ထပ်တင်ပေးစီခြင်းတဲ့ guide ဒီအကြောင်းအရာတွေရှိရင်လည်း comment မှာဝင်ရောက်မှတ်ချက်ပေးခဲ့လို့ရပါတယ်ဗျ This is for Guinevere. Your ambitions end here. Even the prettiest rose has its thorns. No bargaining! Who have no bargain? Rage serves best when it's tamed. Lights! Camera! Shatter. Feel it! The level shall never fall. You're in for a surprise! Even the prettiest rose has its thorns. Were you charmed by my magic too?